အားလုံးပဲမင်္ဂလာပါဆရာကိုဆန်းဝမ်းတို့မနေ့ကစင်ကာပူ sweet tea ပေါက်သွားပါတယ်ဆရာဆန်းဝမ်းပေါက်သွားပါတယ်အဲ့တော့ဒီတစ်ခေါက်ပေါက်တာနဲ့ဆိုလို့ရှိရင်ဆရာဆန်းဝမ်းတို့ဘယ်နှကြိမ်ရှိပြီလဲတစ်ချက်ကြည့်လိုက်မယ်နော် sweet tea က73ကြိမ်ရှိသွားပြီ sweet tea ပေါက်တာ73ကြိမ်ရှိသွားပြီပေါ့နော်ဒါကြောင့်မလို့တကယ်ချင်းညီကောင်မောင်တွေကိုဆရာဆန်းဝမ်းပြောချင်တာကပုံမှန်လေးပေါ့နော်တွားနေတဲ့သူကတော့ပန်းတိုင်ရောက်မှာပဲပေါ့နော်ဆရာဆန်းဝမ်းလည်းယုံကြည်တယ်ထီစုကြီးပေါက်ပြီးတော့မှကိုချမ်းသာသွားမယ်လို့ယုံကြည်တယ်ပေါ့နော်ဘာလို့ဆိုလောကကြီးမှာလိုချင်တာတွေဖြစ်တည်လာဖို့အတွက်ကအကြောင်းတရားဖြစ်ရတယ်ပေါ့နော်အကြောင်းတရားပြည့်စုံလာလို့ရှိရင်အကျိုးတရားကဘယ်သူမှတားလို့မရဘူးအကျိုးတရားဖြစ်ပေါ်လာမှာပေါ့နော်အကြောင်းတရားမဖြစ်ဘဲနဲ့ထိုင်အော်နေလို့ကတော့ဘာမှဖြစ်မလာဘူးပေါ့နော်ဒါကြောင့်မလို့ဆရာကိုဆန်းဝမ်းကတော့အကြောင်းတရားတွေဖြည့်တယ်ထီပေါက်စေဖို့အတွက်အကြောင်းတရားတွေကိုအကုန်လုံးဖြည့်တယ်စိတ်ရှိလက်ရှိနဲ့ကိုဖြည့်တယ်စိတ်ရှိနဲ့ကိုဖြည့်တယ်ပေါ့နော်အဲ့တော့ဘုရားတရားတွေလည်းတေချာလုပ်တယ်ထီပေါက်စေတဲ့ဂါထာတွေလည်းတေချာရွတ်တယ် manifestation တွေလည်းတေချာရွတ်တယ်law of attraction တွေလည်းတေချာလုပ်တယ်လက်တွေ့မှာအကြောင်းတရားတွေကိုလည်းတေချာဖြည့်တယ်ထီကိုလည်းရောင်းပေးနေတယ်ကိုယ်တိုင်လည်းထိုးတယ်ပြီးတော့ရှိသမျှဓာတ်နတ်တိုက်ပုံကိုယ်တွေကိုလည်းအကုန်တိုင်တယ်ဆုတောင်းတယ်ကိုလုံးဆရာရှိရတယ်အကုန်လုပ်တယ်ပေါ့ဒီထီပေါက်စေဖို့အတွက်ကိုလေနော်ဒါကြောင့်လည်းပေါက်တာပါကဲအားလုံးလည်းတတိဖြစ်ကြပါစေနော်